Hello အားလုံးမင်္ဂလာပါရှင်ဒီနေ့ပြပေးမှာကတော့ဘန်ကောက်ရဲ့မြို့လယ်ကောင်မြန်မာ foreigner တွေအကြိုက်များပြီးတော့ prime location လို့ပြောလို့ရတဲ့ BDS Onit နာက Velas House 2 point luxury condo ပါအခုစဆောင်နေပြီဖြစ်ပြီးတော့2020 quarter 1မှာပြီးပါမယ်ပတ်ဝန်းကျင်ကိုအတူတူလိုက်ကြည့်ပေးပါနော်အားလုံးကြိုက်ကြတဲ့ Sukhumvit BDS Onit နဲ့ BDS Prakanun ကြားမှာတည်ရှိလို့တကယ်ကို prime location လို့ပြောလို့ရပါတယ်ပြီးတော့ T77 လို့ခေါ်တဲ့ Onit 77ကဝင်းကြီးထဲမှာပဲ Subway, Starbucks, Amazon, Lotus, Big C, Macro အစရှိတဲ့ shopping mall တွေရောစားစရာတွေရောအစုံကိုရှိတဲ့နေရာပါကွန်ဒိုရဲ့မျက်နှာချင်းဆိုင်မှာပဲထိုင်းနိုင်ငံရဲ့အကြီးဆုံး Bangkok Prep International School ကြီးရှိလို့တသမီမီတွေရဲ့ပညာရေးအတွက်စိတ်ပူစရာမလိုပါဘူးရှင်ဒီ project ဟာဆိုရင်ထိုင်းနိုင်ငံရဲ့ number 1 developer Sensoria ဆောက်ထားတာဖြစ်ပြီး low rise condo ဖြစ်ပါတယ် low rise condo ဖြစ်ပြီးတော့ pet friendly လည်းဖြစ်တဲ့အပြင်ကိုသူက luxury condo လည်းဖြစ်ပါတယ်ရှင်ကန် type တွေအနေနဲ့ရော layout တွေအနေနဲ့ရောအရန်ကိုကောင်းပါတယ်เนาะသူကဒီမှာ studio ကနေပြီးတော့ 3 bedrooms ထိရပါမယ်အခုဒီခန်းလေးဆို sample ပြထားတာ32 square meter ခန်း pet friendly တွေပါရှင်ဒီလို prime location မှာ1 square meter ကိုဘတ်3သိန်းခွဲဝန်းကျင်ပဲဖြစ်တဲ့အတွက်ကြောင့်မလို့အရန်ကိုတန်နေပါသေးရဲ့ရှင်အခု down payment အနေနဲ့30%ပေးထားပြီးစံငွေကိုတော့အခန်းအပ်တဲ့အချိန် project ကြီးပြီးတဲ့အချိန်2020 quarter 1မှာပြီးချရမှာဖြစ်ပါတယ်ရှင်အခုဆိုရင်တော့ New Year promotion တွေအနေနဲ့ KTN က cashback တွေပေးနေရဖြစ်လို့ဈေးအသက်သာဆုံးနဲ့ရမှာဖြစ်ပါတယ်ရှင်တကယ်ကိုစိတ်ဝင်စားရင်တော့အမြင်ဆုံးဆက်သွယ်နိုင်ပါတယ်နော်